ကျမဆွေဗုဒ္ဓသက်သမီးအားလုံးမင်္ဂလာပါနော်ကျမဆွေဗုဒ္ဓသက်သမီးတွေကိုဒီတစ်ပတ်ကလာမှာတွေ့ကြုံမဲ့ကဲကျမအစိုးကောင်းနေတဲ့အတူဆောင်ရှောင်းလေးတွေကိုလည်းပြပြပေးတော့မှာဖြစ်ပါတယ်ဗုဒ္ဓသက်သမီးတွေအတွက်ကြောက်ရောက်လာတဲ့ academic လေးကတော့စိတ်ရထားဆိုတဲ့ academic လေးပဲဖြစ်ပါတယ် academic လေးကဗုဒ္ဓသက်သမီးတွေကဒီကာလလေးထဲမှာမိမိရပေါ့နော်ဆက်တူ share လုပ်ငန်းတွေနဲ့ကြိုးပေးနေတယ်မိမိက group အသင်းဖွဲ့နဲ့ပြုလို့အသင်းဖွဲ့နဲ့စုပြီးတော့ပြုလုပ်ရတာမျိုးလေးတွေမိမိကပူးပေါင်းပြီးတော့ပေါ့နော်ပြုလုပ်ရတဲ့အလုပ်မျိုးတွေဒီလိုအလုပ်မျိုးတွေနဲ့မိမိကအကျိုးပေးနေတတ်တယ်ဒီလိုအလုပ်မျိုးတွေနဲ့ပေါ့နော်မိမိကအဆင်ပြေလာတတ်တယ်အဆင်ပြေနေတတ်တယ်ပေါ့နော်ပြီးရင်လည်းမိမိရဲ့လုပ်ငန်းကိုင်ကိစ္စရင်းနဲ့ပတ်သက်ရင်မိမိကအလုပ်မှာပေါ့နော်လက်ရှိအလုပ်ကောနောက်တခြားသောအလုပ်အသစ်တစ်ခုอ่ะပေါ့နော်အဆက်အသွယ်ကောင်းနေအချိတ်ဆက်ကောင်းနေရလာတတ်တယ်မိမိအလုပ်နှစ်ခုလုံးပြိုင်တူလုပ်ရတာမျိုးလေးတွေအလုပ်နှစ်ခုလုံးမိမိကအဆင်ပြေနေတာမျိုးလေးတွေဒါမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်ဘုဒ္ဓသားသမီးတွေကဒီကာလတွေမှာငွေကြေးနဲ့ပတ်သက်ရင်လည်းလက်အလွန်ရှင်နေတတ်တယ်ဘုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာမိမိထက်ယာရုကြီးတဲ့သူတွေဒါမှမဟုတ်မိမိထက်ပေါ့နော်ဂုံအားဖြင့်ကြီးတဲ့သူတွေအသက်အားဖြင့်ကြီးတဲ့သူတွေသူတို့တွေထမ်းနေပြီးအကူညီကောင်းနေအကူညီခြင်းမဆာခြင်းစောက်ရှောက်ခြင်းကိုလည်းခံစားရတတ်တယ်ဘုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်တခုတတိထားမှာရရှိတယ်အဲ့ဒါဘာလဲဆိုရင်သူတစ်ပါးအတွက်မိမိတက်တည်လိုက်ပေးရတာမျိုးလေးတွေသူတစ်ပါးအတွက်မိမိကငွေပြန်ကုန်ကြတာမျိုးလေးတွေသူတစ်ပါးကိုမိမိကပေါ့နော်ငွေကုန်ကြေးကြခံပြီးတော့အကူအညီပေးရတာမျိုးလေးတွေဒါမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်ဒါကိုတော့တတိထားတဲ့နဲ့ queue site တဲ့နဲ့ဘုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာမိမိရဲ့အိမ်ကိုပေါ့နော်ညနေဧည့်သည်ရောက်လာတာမျိုးလေးတွေဒီဧည့်သည်တွေရတယ်လေမိမိအတွက်ပေါ့နော်ကောင်းကျိုးပေးတဲ့ဧည့်သည်မျိုးလေးဖြစ်တဲ့ဘုဒ္ဓသားသမီးတွေကဒီကာလလေးတွေမှာအိုးတဲ့အိမ်တဲ့ရလာတာမျိုးလေးတွေအိုးအိမ်နဲ့ပတ်သက်ပြီးမိမိကကန်းကောင်းတတ်တယ်ဘုဒ္ဓသားသမီးတွေကဒီကာလလေးတွေမှာမိမိရဲ့ဆွေတွေမျိုးတွေထမ်းနေပြီးတော့သတင်းဆွေတွေမျိုးတွေထမ်းနေပြီးတော့ပေါ့နော်နေထိုင်မကောင်းတဲ့သတင်းတို့နာမကျန်းတဲ့သတင်းတို့ဒီလိုသတင်းမျိုးလဲကြားရတတ်တယ်ဘုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာပေါ့နော်မိမိရဲ့လက်အောင်ငယ်သားမင်္ဂလာဆောင်တာတို့အလှမင်္ဂလာသတင်းတို့ဒီလိုသတင်းမျိုးလဲကြားရတတ်တယ်ဘုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာမိမိရဲ့ချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးရင်ပေါ့နော်သူနဲ့ကိုနဲ့ကြားမှာကြီးကြီးမားမားပြဿနာတော့မဟုတ်ပေမဲ့ရန်ဖြစ်လိုက်ပြန်ဖြစ်လိုက်ပေါ့နော်အနေငယ်ပြဿနာလေးတွေတော့ဖြစ်တတ်တယ်ဒါကိုတော့သတိထားတဲ့နဲ့ queue site တဲ့နဲ့ဘုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်ကျမရေးနဲ့ပတ်သက်ရင်အထွေထူးဆိုးရစရာမျိုးတော့မဟုတ်ပေမဲ့လက်တစ်ဖက်နာတာတို့ခြေထောက်တစ်ဖက်နာတာတို့ဒီလိုမျိုးလေးနဲ့လေတွေ့ကြုံရတတ်တယ်ဘုဒ္ဓသားသမီးတွေကဒီကာလလေးထဲမှာမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုစေဝါစက္ကလူရန်ချင်းဖြစ်မိမိရဲ့ကံဉဏ်ခိုက်တရားပြပြောက်သွားစေမယ်စိတ်ရအောင်တို့အနီအောင်တို့ကတော့ lucky ကာလလေးဖြစ်ပြီးတော့3ကဏ္ဍ1ကဏ္ဍ9ကဏ္ဍတွေကတော့ lucky ကဏ္ဍလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမတို့ကတော့ဆရာမအင်ကြီးချမ်းမို့ပါနောက်ဗီဒီယိုလေးကျမပြန်ဆုံးမယ်နော်ကျမဆွေဗုဒ္ဓသက်သမီးလေးကိုစိတ်နှပြကျမ်းမာချမ်းသာလို့စီးပွားဥစ္စာများဒီလာတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာပါစေနော်